အရေးကြီးဆုံးကဏိကုံးချုပ်အနေနဲ့ဘုန်းကြီးတို့တတိပေးချင်တာကတော့ပြည်တော်စုမြန်မာနိုင်ငံတော်မှာမိတင်းပြီးတော့နေကြတဲ့ရဟန်းရှင်သူပြည်သားအလုံးတို့စัจ jin မဲ့စကားပြောခြင်းဟာမတူညီတဲ့စัจ jin မဲ့စကားတွေကိုပြောနေခြင်းဟာအန္တရာယ်ကြီးတစ်ခုဖြစ်ပါတယ်ညီညွတ်စိတ်ဆက်တဲ့စကားပြောခြင်းဟာငြိမ်းချမ်းသာယာမှုအတွက်အထောက်အကူဖြစ်ပါတယ်ဒါကြောင့်ကိုယ်အချင်းချင်းပြန်တိုက်တဲ့ယောဂမျိုးတွေမဖြစ်ဘဲနဲ့အချင်းချင်းညီညွတ်စိတ်ဆက်စွာအကျိုးတူစိတ်ထားဖြူပြီးအကျိုးတူပူပေါင်းပြီးတော့ညီညွတ်ခြင်းပေါင်းစည်းခြင်းပြေလည်ခြင်းဆိုတဲ့အနေအထားတွေနဲ့မိမိတို့နေ့စဉ်ဘဝလှုပ်တဲ့လှုပ်ထိုက်တာတွေကိုအမြင်မတူပေမဲ့စိတ်ထားဖြူစင်ပါသူ့အမြင်ကိုယ်အမြင်ဆိုတာရှိနိုင်တယ်အမြင်မတူတာအဓိကမဟုတ်ဘူးစိတ်ထားဖြူစင်ဖို့ပဲအရေးကြီးတယ်အမြင်မတူရင်နားလည်မှုရှိရအမြင်မတူပေမဲ့စိတ်ထားဖြူစင်ပါအကျိုးတူပူပေါင်းပါအလုံးဟာတမြေတဲ့နေတရေတဲ့တောက်တာဆိုတော့အကျိုးတူပူပေါင်းရမယ်ဒုက္ခတွေ့လဲမျှဝေခံစားရမှာပဲဒုက္ခတွေ့လဲမျှဝေခံစားရမှာအေးတူပူအမျှဆိုမြန်မာစကားအကျိုးတူပူပေါင်းပါပျက်စီးအောင်မလုပ်ပါနဲ့လူအဖွဲ့အစည်းတစ်ခုသွေးကွဲပြီးပျက်စီးအောင်မလုပ်သင့်ဘူးလို့မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းရည်ညွှန်းပြီးတော့ပတ္တနာယူကြိုးစားအထောက်ကြပြီးတိုင်းကျိုးပြည်ချိုးအလုံးရဲ့အကျိုးအတွက်ကိုဆောင်ရွက်နိုင်ကြပါစေလို့မေတ္တာရှေ့ထားတိုက်တွန်းစကားပြောကြားအပ်ပါသည်